မင်္ဂလာပါမောင်လာဥဖြူအနီးတခွားသည်ငရုတ်သည်စိအားလုံးကိုကျွန်တော်အခုလိုအနေတော်လေးလှီးထားပါတယ်တန့်စင်ပြီးမှကျွန်တော်တို့ပကံထဲကိုထည့်ပေးပါတခွားသည်ကအလုံးသေးတဲ့အတွက်ကျွန်တော်မလှီးတော့ပါဘူးစားတစွန်းနဲ့အခုလိုမျိုးနယ်သွားပေးပါနယ်ပြီးွားပြီဆိုရင်တော့အဲ့အတိုင်းလေးပဲရေမထည့်ပဲနဲ့တနားရီကြာပြင်မာထားပေးပါစီအနေအများပေါ်ပလင်းပေါ်မူတည်ပြီးတော့ရေကိုထည့်ပေးပါတကြားသုံးစွန်းကျွန်တော်အသုံးပြုထားပါတယ်ကြက်သွန်မြူစားရည်စိန်တစ်ပတ်ခန့်အသုံးပြုထားပါတယ်ပေါ်ပွက်ဆူအောင်တဲစရာမလိုပါဘူးတကြားရည်လေးပျော်ပြီးရေနွေးငွေ့လေးဆိုရင်ကျွန်တော်မီးပိတ်ပြီးအေးခံပေးထားပါစားနဲ့နေထားတဲ့ပစ္စည်းအလုံးကိုတနားရီပြည့်သွားပါပြီတနားရီပြည့်ပြီဆိုရင်ရေပြန်ဆေးပေးပါဖန်ပလင်းနဲ့အသုံးပြုမှာဖြစ်တဲ့အတွက်ကျွန်တော်ဖန်ပလင်းနဲ့ကိုပစ္စည်းအလုံးထည့်ထားပါတယ်ပစ္စည်းအလုံးထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ကြိုထားတဲ့အရည်ကိုထည့်ပေးရပါမယ်ကြိုထားတဲ့ရေကလုံးဝအေးနေမှထည့်ပေးရပါမှာပူနေတဲ့အချိန်လုံးဝထည့်လို့မရပါဘူးပြီးသွားရင်တော့အဖုံးလုံးလုံးလေးနဲ့ပိတ်ပြီးတော့2 ရက်လောက်ဆိုရင်စားလို့ရပါပြီဒီနီလန်းလေးကတော့ထိုင်းမှာလက်တလောနာမည်ကြီးနေတဲ့အချင်းစိန်နီးလေးပဲဖြစ်ပါတယ်ကျွန်တော်တို့အတုပ်အမျိုးမျိုးထမင်းကြော်တွေကြာစံကြော်တွေခောက်ဆွဲကြော်တွေမိမိနှစ်သက်ရပုံစံမျိုးနဲ့တွဲဖက်စားသုံးလို့ရပါတယ်ဒီအတိုင်းတုပ်စားခြင်းလည်းရပါတယ်ကျွန်တော်တို့စားကန်ဒီမှာအပေါ်သမယာကြီးလေးညှစ်ပြီးစားလို့လည်းရပါတယ်စားလိုက်တိုင်းကျွတ်နဲ့အရန်ယူစားလို့ကောင်းပါတယ်2 ရက်လောက်နေပြီးွားရင်တော့ကျွန်တော်တို့ရေခဲတစ်တာထဲမှာထားရင်တော့ပိုပြီးပိုအဆင်ပြေပါတယ်